ကဲအားလုံးပဲမင်္ဂလာပါဒီ AMC Fashion ထဲမှာလေဆက်ချိုးနေတဲ့သူတော်တော်များများပါမယ်လို့မျှော်လင့်ပါတယ်ဒါဆိုလို့ရှိရင်တော့မိကွန်လေးတစ်ခုအလွယ်ဆုံးလောက်ဒါပေမဲ့လုံးဝတတိမထားမိတဲ့အချက်လေးတစ်ချက်တစ်ခုကိုမပြောပြချင်ပါတယ်မေးချင်တယ်ပေါ့တော့ဒါကအပျော်သဘောနေနဲ့တရားနဲ့တရား sharing လုပ်တဲ့သဘောပေါ့နော်ဘာလဲဆိုတော့ကိုဆက်ချိုးနေတဲ့သူဆိုလို့ရှိရင်တော့နေ့စဉ်နဲ့အမျှဆက်ချိုးနေတယ်သုံးပေမဲ့ကိုချိုးနေကြအလန်လေးရကြတော့တလဲမအပေါက်ဘယ်နှပေါက်ရှိလဲဆိုတာသတိထားမိရဲ့လားတကယ်လို့အခုဆက်ချိုးနေတဲ့သူတွေထမ်းမှာပါလို့ရှိရင်ကိုချိုးနေတဲ့အပေါက်လေးကတလဲမဘယ်နှပေါက်ရှိလဲဆိုတာကိုဒီ comment ဒီဗီဒီယိုဖိုင်လေးရဲ့အောက်မှာအပျော်သဘောနဲ့ comment လေးမှတ်ပေးပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့မတို့ဒီလိုအခြေခံကြကြနီးတွေကိုလေးလာချင်းနဲ့သိယူချင်းနဲ့ဆိုလို့ရှိရင်တော့အခုလာမယ့်10ရက်နေ့2026တလမယ့်10ရက်နေ့မှာဖွင့်မယ်အတန်းလေးကို join လို့ရပါတယ်ဒီအတန်းလေးဆိုလို့ရှိရင်တော့အဲ့ဒီ Apple ရာကစားလက်ချိုးလက်နီးကြတိတက်နီးเนาะပြီးလို့ရှိရင်ပိတ်စဝယ်နီးနေရစားအကုန်လုံးအသေးစိတ်ကိုတင်ပြပေးထားတဲ့အတန်းလေးဖြစ်ပါတယ်ဒါကြောင့်2026 10ရက်နေ့မှာစတင်ဖွင့်မဲ့အတန်းလေးကိုအနှံ့နိုင်ပါပြီ AMC Fashion Page မှာ2026 update အတန်းဆိုပြီးတော့လာပြီးတော့အနှံ့ပေးပါအခုကတည်းကเนาะမတို့တရက်အခုဆိုတရက်နေကတည်းကမတို့တင်ငန်းစာလေးတွေကိုတပုတ်လိုအပ်တာလေးတွေကိုဥပမာကတင်တန်းနဲ့မဆိုင်ဘူးဒါပေမဲ့အင်ဂျီအခြေခံတာတော့အရန်လိုအပ်တဲ့အခုဆိုကိုဒိုင်းနီးလေးတွေပိတ်ဆဝက်နီးလေးတွေပစ္စည်းဝယ်ရမယ့်ဟာလေးတွေခုနကအပေါက်ဘယ်နှပေါက်ရှိလဲအဲ့ဒါတွေကစားတရက်မှာတစ်မျိုးတင်ပြပေးသွားပါမယ်10ရက်နေကြလို့ရှိရင်သင်ခန်းစာအစဆုံးသွားမယ်နော်သင်တန်းကာလ3လဆိုပေမဲ့ဒီအတန်းလေးကလုံးဝရာသက်ပံအတန်းလေးနော်လုံးဝမဖြတ်ဘူးရာသက်ပံမိမိအားတဲ့ချိန်မှာဝင်ပြီးတော့လေးလာပါတနိုင်ငံလုံးတကဘာလုံးကနေပြီးတော့ဝင်ရောက်လေးယူလေးသင်လေးလာလို့ရပါတယ်သင်တန်းချေက3ပေါက်ကြပါဟယ်လိုဘိုင်